အားလုံးပဲမင်္ဂလာပါခေါင်းဆောင်မှုနဲ့စီမံခန့်ခွဲမှုသင်တန်းတစ်ခုကိုတက်မယ်ဆိုရင်သင်တန်းကြီးဘယ်လောက်ကုန်မယ်လို့ထင်ပါသလဲအနည်းဆုံး9000ကနေ1သိန်းကျော်အထိရှိရမှာလေဒါဆိုဒီလိုသင်တန်းမျိုးကိုသင်တန်းကြီးလုံးဝပေးစရာမလိုပဲ free တက်ရောက်ခွင့်ရမယ်ဆိုရင်စိတ်ဝင်စားပါသလားဟုတ်ပါတယ်သင်တန်းကြီးတပြားမှပေးစရာမလိုတဲ့အပြင်သင်တန်းပြီးဆုံးအောင်တက်တဲ့သူတွေကိုလည်းဖုန်းငွေပြစ်ကတ်တွေပေးအောင်မှာပါဒါပဲလားဆိုတော့မဟုတ်သေးပါဘူးတတ်မှတ်ချိန်တစ်ခုအတွင်းမှာသင်တန်းအပိုင်း3ခုစလုံးကိုပြီးအောင်တက်နိုင်ခဲ့မယ်ဆိုရင်တော့ဂုဏ်ပြုစုချီးမြှင့်ပေးအောင်မှာဖြစ်ပါတယ်ဟုတ်ပါတယ် CSO Academy ရဲ့ website မှာကျွန်တော်တို့ STN ကနေဖွင့်လှစ်တဲ့အဖွဲ့အစည်းဆိုင်ရာခေါင်းဆောင်မှုနဲ့စီမံခန့်ခွဲမှုသင်တန်း Organizational Leadership and Management Training ကိုတက်ရောက်ခဲ့မယ်ဆိုရင်တော့ခုနကပြောခဲ့တဲ့ခန်းစားခွင့်တွေကိုရမှာပါသင်တန်းကအပိုင်း1အပိုင်း2အပိုင်း3ဆိုပြီးတော့3ပိုင်းရှိပါတယ်အပိုင်းတစ်ပိုင်းစီကိုတက်ရောက်ပြီးတော့ screenshot ပြပလိုက်မယ်ဆိုတာနဲ့ဖုန်းဘီ9000ပေးသွားမှာဖြစ်ပါတယ်အပိုင်းတစ်ပိုင်းကိုပြီးအောင်တက်မှာနော်အပိုင်း3ပိုင်းလုံးကိုတက်ရောက်ပြီးစီးခဲ့မယ်ဆိုရင်တော့ဖုန်းဘီ1000ခွဲအထိချင်းမြင့်ပေးပါပါအပိုင်းတစ်ပိုင်းချင်းစီမှာတော့လူအယောက်90အထိဖုန်းဘီပေးဖို့သတ်မှတ်ထားတာဖြစ်လို့အမြန်ဆုံးတက်ရောက်မှဖုန်းဘီရမှာပါဒါပြင်အခုပြသထားတဲ့ရက်မတိုင်ခင်တင်တန်းရဲ့အပိုင်း3ပိုင်းလုံးကိုပြီးစီးအောင်တက်ရောက်နိုင်တဲ့သူအယောက်30ကုန်လေဂုံပြုစုကြီးအနေနဲ့ပိုက်ဆံ1000ကျပ်စီချီးမြှင့်ပေးအောင်ပါပါဟုတ်ပြီဒါကြောင့်သင်တန်းတက်ရင်လည်းဘ ഹു တုဒ္ဒတွေလည်းရဖုန်းပေးနဲ့စုကြီးတွေလည်းရအောင် CSO Academy ရဲ့ website မှာသင်တန်းသား account ဖွင့်ပြီးတော့ STN သင်တန်းကျောင်းထဲမှာအဖွဲ့အစည်းဆိုင်ရာခေါင်းဆောင်မှုနဲ့စီမံခန့်ခွဲမှုသင်တန်း Organizational Leadership and Management Training ကိုအမြန်ဆုံးတက်ရောက်နိုင်ပါပြီအသေးစိတ်ကိုထပ်ပြီးတော့သိချင်နေဆိုရင်တော့3992699333ကိုဆက်သွယ်မေးမြန်းနိုင်ပြီးတော့ဒီ post ရဲ့ comment မှာလည်းဆက်လက်ပြီးမေးမြန်းနိုင်ပါတယ်ဒီတော့သင်တန်းကိုအမြန်ဆုံးတက်ရောက်လိုက်ပါ